Mia item နဲ့ apply မေးထားတဲ့ brother တွေအတွက်ကဲ one hit item နော် global number 1လို့တော့ပြောတာပဲ show လိုက်မယ် let's go ပြီးရင်ကျွန်တော်တစ်ခါဆန်းပြပေးပါမယ် scan ပြရတာပါနော်ကဲ level 55ကဲ one hit တိုင်းလို့ဟာရအိုးရောကျန်းတာပေါ့ damage ရအိုးရော the hell what the hell oh my god တိုင်းလို့လွန်တာပေါ့လို့လောက်ကြကဲပြောနေရင်ကြားတယ်တိုင်းလို့ let's go သွားဆန်းမယ် Let's go အယုံနဲ့ brother ဆိုတော့သွားဆန်းကြီးကိုကျွန်တော်လည်းပြောချင်ပါတယ်ကဲ item နဲ့ plan လေးကျွန်တော်ပြပေးထားတယ်နော်သူပြအတိုင်းပဲဗျာတခုမှမလွယ်ဘူးသူ damage ကမြက်ထွက်လာလေသူနေကောင်သူနေလေ对明年来。damage ရ brother တကယ်ထွက်တာလို့ damage ရမယုံဘူးဆို brother လည်းသွားစော့ကြည့်နော်အမကျော်မနှစ်ကောင်မင်းတို့ဘာလို့တက်လဲတာလေးနော်တနာဘာလို့ညာလဲလာလေမသမားရင်ပြီးရလားနေလားစီးနေလားရောအမရောထွက်လိုက်မတကောင်ထွက်လာရောအမ damage ရနားစားနေတာပဲသူမလိုပဲ if ဖတ်နေတာပဲ damage ရမယုံဘူးဆိုတော့ brother လည်းသွားစော့ကြီးကိုကျွန်တော်လည်းပြောချင်ပါတယ်နောက်ထပ်ဘေးဟီးရိုးလေးစမ်းပြရအောင်မလားကောင်းမှာမန်ရာပေးလို့ရရနော်တိုင်းလို့